တရုတ်ဆိုရဖုံးကွယ်ထားတဲ့နျူကလ িয়ার စွန့်ပစ်ပစ္စည်းတွေနောက်ွယ်ကပြဿနာများအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဇွန်လ29ရက်နေ့မှာဂျပန်နိုင်ငံကဂျိုတိုနျူးသတင်းဌာနကနေအတော်လေးအရေးကြီးတဲ့အစီရင်ခံစာတစ်စောင်ထုတ်ပြန်ခဲ့ပါတယ်တရုတ်နိုင်ငံအမျိုးသားနျူကလ িয়ার ဘေးကင်းရေးစီမံခန့်ခွဲမှုဌာနကထုတ်ပြန်တဲ့အချက်အလက်တွေအရ2011ခုနှစ်ကနေ2024ခုနှစ်အတွင်းတရုတ်နိုင်ငံမှာရှိတဲ့နျူကလ িয়ার တပ်ပေါင်းဖို့တွေကအရေးကြီးတဲ့ဆက်ပစ္စည်းချုပ်ရင်းမှုတွေနဲ့လူတွေအမှားယွင်းတွေကြောင့်စုစုပေါင်းအကြိမ်130အထိပုံမှန်မဟုတ်ပဲရပ်တန့်ခဲ့ရတယ်လို့သိရပါတယ်။အဲဒီကာလအတွင်းမှာပဲတရုတ်နျူကလ িয়ার ထိန်းချုပ်ရေးအာဏာပိုင်တွေရဲ့အစီရင်ခံစာတွေအရနျူကလ িয়ার ဓာတ်အားပေးစက်ရုံတွေနဲ့တခြားနျူကလ িয়ার စောင့်တွေမှာပုံမှန်မဟုတ်တဲ့ဖြစ်ရပ်ပေါင်း900ကျော်ရှိခဲ့တာကိုတွေ့ရပါတယ်။ဒါဟာဖုံးကွယ်ထားနိုင်ရရှိတဲ့နျူကလ িয়ার ညဉ့်ဉန်းမှုဖြစ်ရပ်ကြီးတွေမပါဝင်သေးတာပါ။နျူကလ িয়ার ဓာတ်အားပေးစက်ရုံတစ်ခုပုံမှန်မဟုတ်ပဲရပ်တန့်သွားတဲ့အခါဓာတ်ပေါင်းဖို့ရဲ့ဥတိုင်းထဲမှာရှိတဲ့အပူချိန်တွေကိုကောင်းကောင်းမဖယ်ရှားနိုင်တော့ပါဘူး။ဒီတော့အပူချိန်ကအလင်းမြန်မြင့်တက်လာပြီးဓာတ်ပေါင်းဖို့ဥတိုင်းအရေးပြောတာဒါမှမဟုတ်ပြင်းထန်တဲ့ဟိုက်ဒရိုဂျင်ပေါက်ကွဲမှုတွေဖြစ်လာနိုင်ပါတယ်။တကယ်လို့ဒီလိုမတော်တဆမှုတွေကိုမထိန်ချုပ်နိုင်တော့ဘူးဆိုရင်အလွန်အန္တရာယ်များတဲ့ရေဒီယိုတတုကြပစ္စည်းတွေအများပြားထွက်လာပြီးဆယ်စုနှစ်ပေါင်းများစွာကြာရှည်မဲ့သဘာဝပတ်ဝန်းကျင်ဘေးအန္တရာယ်တွေဖြစ်ပေါ်စေနိုင်ပါတယ်။ဖူကူရှီမာနဲ့ချာနိုဘိုင်းနျူကလ িয়ার မတော်တဆမှုတွေကတော့အထင်ရှားဆုံးဥပမာတွေပါပဲ။ဂျိုတိုနျူးစ်ကဖြစ်ရတဲ့ချုပ်ကိုလည်းထောက်ပြထားပါတယ်။2015ခုနှစ်ဇွန်လမှာဖူအန်ကနင်တာနျူကလ িয়ার ဓာတ်အားပေးစက်ရုံအမှတ်3မှာရှိတဲ့ထိန်းချုပ်စနစ်ချုပ်ရင်းမှုဖြစ်ခဲ့ပါတယ်။2019ခုနှစ်နိုဝင်ဘာလမှာလေလီအင်းကဟုံယန်ဟနျူကလ িয়ার ဓာတ်အားပေးစက်ရုံအမှတ်3မှာအလားတူပြဿနာကြောင့်ရပ်တန့်ခဲ့ရပါတယ်။ဒီလိုပုံမှန်မဟုတ်ဘဲနဲ့ရပ်တန့်ခဲ့တဲ့ဖြစ်ရပ်တွေထဲမှာပိုပြီးတော့ပြင်းထန်တဲ့ဖြစ်ရပ်6ခုလည်းပါဝင်နေပါတယ်။အထင်ရှားဆုံးဖြစ်ရပ်ကတော့2021ခုနှစ်ဇွန်လမှာဂွမ်တောင်းပြည်နယ်ကထိုင်ရှမ်းနျူကလ িয়ার ဓာတ်အားပေးစက်ရုံမှာဖြစ်ပွားခဲ့တာပါ။ဇွန်လ23ရက်နေ့မှာ CNN သတင်းဌာနကနေဖော်ပြချက်အရအဲဒီစက်ရုံရဲ့ဓာတ်ပေါင်းဖို့နှစ်ခုကိုဒီဇိုင်းဆွဲပေးခဲ့တဲ့ Framatome ကုမ္ပဏီကအဲ့ဒီမတိုင်ခင်တပတ်လောက်ကလေးကအမေရိကန်စွမ်းအင်ဝန်ကြီးဌာနကိုဆက်သွယ်ပြီးထိုင်ရှမ်းစက်ရုံမှာရေဒီယိုတတုကြမှုအန်ဒရယ်ရှိနေနိုင်ကြောင်းသတိပေးခဲ့တယ်လို့ဆိုပါတယ်။တရုတ်အာဏာပိုင်တွေကစက်ရုံကိုမပိတ်ချင်တာကြောင့်ပြင်ပကရေဒီယိုတတုကြမှုအဆင့်သတ်မှတ်ချက်ကိုတိုးမြင့်သတ်မှတ်လိုက်တယ်လို့လည်းသိရပါတယ်။ Framatome ရဲ့မိခင်ကုမ္ပဏီဖြစ်တဲ့ Electricity de France ကလည်းထိုင်ရှမ်းစက်ရုံမှာဓာတ်ငွေပါဝင်မှုနှုန်းမြင့်တက်လာတာကိုအတည်ပြုခဲ့ပြီးလောင်စာအကြောင်းတွေမှာပြဿနာရှိနိုင်တယ်လို့တန်တရားရှိခဲ့ပါတယ်။ဒါပေမဲ့တရုတ်မျိုးသားနျူကလ িয়ার ဘေးကင်းရေးစီမံခန့်ခွဲမှုဌာနကတော့အစာပိုင်းမှာနှုတ်ဆက်နေခဲ့ပါတယ်။နောက်ပိုင်းပြင်ပဖိအားတွေများလာတဲ့အခါမှာလောင်စာကြောင်းတွေပျက်စီးသွားတာကိုဝန်ခံခဲ့ပေမဲ့ရေဒီယိုတတိကြွမှုရုပ်စိမ့်တာတော့မရှိဘူးလို့ညင်းဆိုခဲ့ပါတယ်။အဲဒီချိန်မှာပဲတရုတ်အင်တာနက်စာမျက်နှာတွေပေါ်မှာအနောက်တိုင်းမီဒီယာတွေကကောလာဟာလာဖြန့်နေတာဆိုပြီးဆွဆွဲတဲ့ post တွေအများပြားပြန့်နှံ့ခဲ့ပါတယ်။ဒီထိုင်ရှမ်းဆိုင်ဝင်ရဲ့ share 30%ကို Electricity de France ကပိုင်ဆိုင်ပြီးကျန်တဲ့ share အများစုကတော့တရုတ်အစိုးရပိုင်လုပ်ငန်းတစ်ခုဖြစ်တဲ့ China General Nuclear Power Group ကပိုင်ဆိုင်တာပါ။နောက်ထပ်ပြင်းထန်တဲ့နျူကလ িয়ার ရုပ်စိမ့်မှုဖြစ်ရပ်တစ်ခုကတော့လွန်ခဲ့တဲ့10နှစ်လောက်ကဖြစ်ပွားခဲ့တာပါ။အဲဒီချိန်မှာဟောင်ကောင်ကိုလျှက်စစ်ဓာတ်အားပေးပို့နေတဲ့ဂွမ်တောင်းဓာတ်ပေးနျူကလ িয়ার ဓာတ်အားပေးစက်ရုံမှာရုပ်စိမ့်မှုဖြစ်ခဲ့တယ်လို့ဟောင်ကောင်မီဒီယာတော်တော်များများကဖော်ပြခဲ့ပေမဲ့တရုတ်အာဏာပိုင်တွေကသတင်းတွေကိုလုံးဝပိတ်ဆို့ထားခဲ့ပါတယ်။ဓာတ်ပေးစက်ရုံကတိစောက်ပြီးကလေးကရုပ်စိမ့်မှုတွေအချိန်ချင်းဖြစ်ပွားခဲ့တာပါ။2010ခုနှစ်တစ်နှစ်တည်းမှာဖြစ်ရပ်3ခုရှိခဲ့ပြီးအားလုံးကိုအာဏာပိုင်တွေကဖုံးကွယ်ထားခဲ့ပါတယ်။2010ခုနှစ်ရုပ်စိမ့်မှုဖြစ်ပြီးတဲ့နောက်တောင်ရှိတွေကသတင်းချက်လက်တွေကိုအချိန်နဲ့တပြေးညီပွင့်လင်းမြင်သာစွာထုတ်ပြန်တာမျိုးမရှိဘဲအားလုံးကိုပိတ်ဆို့ပြီးတော့ဟောင်ကောင်ကိုအတိပေးဖို့နှောင့်နှေးခဲ့တယ်လို့မီဒီယာတွေကဆိုထားပါတယ်။ဒေသခံပြည်သူတသိန်းလောက်ကိုဂေယစနစ်ကာကွယ်ရေးကြီးဆိုပြီးတလောက်ကိုယွမ်1000စီပေးခဲ့ပြီးစုစုပေါင်းပေးချေမှုကယွမ်1ဘီလီယံကျော်ရှိနိုင်တယ်လို့ခန့်မှန်းကြသလိုရွာသားတွေကတော့သူတို့က2014ခုနှစ်အကုန်ထိအဲ့ဒီငွေတွေကိုလက်ခံရရှိနေစေပါ။ဒီဒါဘေးဖြစ်ပြီးတဲ့နောက်တရုတ်စွမ်းအင်ကွန်ရက်ဝက်ဆိုက်မှာနျူကလ িয়ার ဘေးကင်းရေးကိုအလွန်မင်းအလေးပေးလို့နာကနျူကလ িয়ার စွမ်းအင်ဖွံ့ဖြိုးတိုးတက်မှုကိုနှောင့်နှေးစေတယ်ဆိုတဲ့ဆောင်းပါးတစ်ပုဒ်ကိုတောင်ဖော်ပြခဲ့ပါတယ်။2024ခုနှစ်မှာတော့တရုတ်ကွန်မြူနစ်ပါတီကရေဒီယိုတတိကျထုတ်လုပ်မှုဆိုင်ရာပြည်တွင်းချက်လက်တွေကိုထုတ်ပြန်တာရပ်ဆိုင်းလိုက်ပါတယ်။အဲလိုမဆုံးဖြတ်ခင်2024ခုနှစ်အတွင်းမှာပဲနိုင်ငံခြားမီဒီယာတွေကနေ2022ခုနှစ်အတွင်းတရုတ်နျူကလ িয়ার စက်ရုံတွေကဆွန့်ပစ်တဲ့ရေစိုးတွေထဲမှာပါဝင်တဲ့ထရီတီရန်ပမာဏကဂျပန်နိုင်ငံဖူကူရှီမာစက်ရုံကနေဆွန့်ထုတ်ဖို့သတ်မှတ်ထားတဲ့နှစ်စဉ်အမြင့်ဆုံးပမာဏထက်6ဆအထိပိုများနေတယ်လို့ဖော်ပြခဲ့ပါတယ်။အဲဒီချိန်မှာတရုတ်နိုင်ငံသားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူဝမ်ဝင်ပင်းကတော့ဒီသတင်းတွေကအချက်လက်တွေကိုလွဲမှားအောင်လုပ်ပြီးပြည်သူတွေကိုလမ်းမအောင်ပို့နေတာလို့သတင်းစာရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။ဒါတင်မကပဲဒီကိစ္စကိုဖော်ထုတ်တဲ့မီဒီယာတွေကိုလည်းကျွမ်းကျင်မှုမရှိတဲ့တာဝန်မဲ့တဲ့သတင်းတင်ဆက်မှုတွေရပ်တန့်ဖို့သတိပေးသွားခဲ့ပါတယ်။ဂျပန်နျူကလ িয়ার ကျွမ်းကျင်သူတွေကတော့တရုတ်ရဲ့နျူကလ িয়ার မူဝါဒတွေမှာပွင့်လင်းမြင်သာမှုမရှိတာကြောင့်ပြင်ပကနေအမြဲတမ်းစောင့်ကြည့်စစ်ဆေးဖို့လိုအပ်တယ်လို့တုံ့ပြန်ခဲ့ပါတယ်။မကြာသေးမီနှစ်တွေအတွင်းမှာတရုတ်ကွန်မြူနစ်ပါတီကနျူကလ িয়ার စွမ်းအင်ထုတ်လုပ်မှုကိုအလင်းမြန်တိုးချဲ့လာသလိုလဲပတ်နေတဲ့နျူကလ িয়ার ဓာတ်ပေါင်းဖို့အရေးအတွက်က2011ခုနှစ်ကုန်မှာ15ခုရှိရာကနေ2025ခုနှစ်ကုန်မှာ59ခုထိတိုးလာခဲ့တာပါ။ဒါပေမဲ့အာဏာပိုင်တွေကတော့နျူကလ িয়ার နဲ့ပတ်သက်တဲ့မတော်တဆမှုတွေကိုထုတ်ပြန်ရမှာတင်းတင်းကြပ်ကြပ်ထိန်းချုပ်ထားသေးပါ
ဂျိုတိုနျူးစ်ရဲ့အစီရင်ခံစာထွက်လာတဲ့အချိန်ဝန်းကျင်မှာပဲပေကျင်းကနေအချက်လက်တချို့ကိုထုတ်ပြန်ခဲ့ပေမဲ့ဒါဟာဖိအားတွေကြောင့်မတက်တာပဲလုပ်ရတာလို့တချို့ကရှုမြင်ကြပါတယ်။လုပ်ငန်းတွေကလူတွေကတော့နျူကလ িয়ার စွမ်းအင်နဲ့ပတ်သက်တဲ့ပြည်သူတွေရဲ့စိုးရိမ်မှုကချာနိုပိုင်းလိုမျိုးမတော်တဆမှုတွေဖြစ်ပေါ်လာမှာကိုကြောက်တာကြောင့်လို့ဆိုပါတယ်။ဒါပေမဲ့သူတို့ရဲ့အဆိုအရနျူကလ িয়ার အိုတိုင်းအရေးပြောဖို့1%လောက်ပဲအခွင့်အလမ်းရှိတာကြောင့်ပိုပြီးကြီးမားတဲ့ပြဿနာကနျူကလ িয়ার စွန့်ပစ်ပစ္စည်းတွေဖြစ်တယ်လို့ဆိုပါတယ်။ရေဒီယိုတတိကျညဉ့်ဉန်းမှုကနှစ်ပေါင်း3သိန်းကနေ3သန်းအထိကြာရှည်နိုင်ပါတယ်။တရုတ်နိုင်ငံကတစ်နှစ်ကိုနျူကလ িয়ার စွန့်ပစ်ပစ္စည်းတန်ချိန်600လောက်ထုတ်လုပ်နေပြီးအဲဒီထဲကအများစုကစွန့်ပစ်ဖို့နေရာမရှိဖြစ်နေပါတယ်။ဒါဟာနျူကလ িয়ার ဘေးကင်းရေးရဲ့တကယ်အားနည်းချက်ကြီးဖြစ်တယ်လို့သူတို့ကဖော်ပြကြပြီးကန်စုပြည်နယ်ကဂိုဘီတဲကနေရာထဲမှာရှိတဲ့ချီလီယန်တောင်တန်းတွေရဲ့အောက်ခြေဟက်ရှိဇင်းညံလန်းရဲ့အနောက်ဘက်မှာ434လို့နာမည်ပေးထားတဲ့ကော်မတီတစ်ခုရှိပါတယ်။ဒီနာမည်ဟာရှာမတွေ့ပါဆိုတဲ့အဓိပ္ပာယ်ကိုဆောင်ပါတယ်။ဒါတရုတ်နိုင်ငံရဲ့တစ်ခုတည်းသောအသုံးပြုပြီးသားနျူကလ িয়ার လောင်စာတွေကိုပြန်လည်ထုတ်လုပ်တဲ့စမ်းသပ်စက်ရုံပါ။ CNNC 434ကော်မတီကလိုအပ်ချက်တွေနဲ့ဖုန်းလွှမ်းနေတာကြားပါပြီ။အသုံးပြုပြီးသားလောင်စာတွေဆိုတာဓာတ်ပေါင်းပိုတွေထဲမှာသုံးဆွဲခဲ့ပြီးရေဒီယိုတတိကျမှုတွေထိတွေ့ထားတဲ့လောင်စာတွေကိုဆိုလိုတာပါ။ဒါတွေကိုအစိမ့်မြင့်ရေဒီယိုတတိကျစွန့်ပစ်ပစ္စည်းတွေဖြစ်သတ်မှတ်ပါတယ်။နျူကလ িয়ার စွန့်ပစ်ပစ္စည်းတွေကိုရေဒီယိုတတိကျမှုပြင်းအားပေါ်မူတည်ပြီးအစိမ့်မြင့်အလဲအလတ်နဲ့အနှိမ့်ဆိုပြီးအမျိုးအစားခွဲခြားထားပါတယ်။အဆင့်တစ်ခုချင်းစီအတွက်မတူညီတဲ့စွန့်ပစ်ပုံစံတွေလိုအပ်ပါတယ်။လက်ရှိမှာတော့တရုတ်နိုင်ငံရဲ့နျူကလ িয়ার စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုအခြေအနေကအလွန်ကိုဆိုးရွားနေပါတယ်။ခိုင်မာတဲ့ရေဒီယိုတတိကျစွန့်ပစ်ပစ္စည်းတွေအတွက်ယာယီတော်လောင်ရုံတွေဟာသူတို့ရဲ့တက်တန်းကိုကျော်လွန်နေပြီဖြစ်တယ်လို့တော်လောင်နိုင်စွမ်းကလည်းပြည့်လို့နေပါဖြစ်နေပါပြီ။အနှိမ့်နဲ့အလဲအလတ်အဆင့်စွန့်ပစ်ပစ္စည်းတွေအတွက်နေရာတွေကိုလည်းနှစ်ပေါင်းများစွာကြာအောင်မဖြေရှင်းနိုင်သေးပါဘူး။အဆင့်မြင့်စွန့်ပစ်ပစ္စည်းတွေအတွက်နေရာတွေကတော့တိစောက်ဖို့တောင်အဝေးကြီးလိုအပ်နေပါသေးတယ်။နျူကလ িয়ার စွန့်ပစ်ပစ္စည်းတွေကသွားစရာနေရာမရှိဖြစ်နေတာပါ။တရုတ်နိုင်ငံကကမ္ဘာပေါ်မှာနျူကလ িয়ার ဓာတ်ပေါင်းပိုအများဆုံးတိစောက်နေပေမဲ့စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲတဲ့အခြေခံအဆောက်အုံပိုင်းမှာတော့အများကြီးနောက်ကျကျန်နေပါပြီ။တရုတ်ကွန်မြူနစ်ပါတီကမူလကအနှိမ့်နဲ့အလဲလက်အဆင့်စွန့်ပစ်ပစ္စည်းတွေအတွက်ဒေတာအလိုက်နေရာ9ခုသတ်မှတ်ဖို့စီစဉ်ခဲ့ပေမဲ့အခုချိန်ထိ3ခုပဲပြီးစီးပါသေးတယ်။အဲ့ဒါတွေကတော့ Grand Town ဒါဘေးကပိုင်လုံစွန့်ပစ်စကန်ကန်စုက CNNC 434စက်ရုံမှာရှိတဲ့အနောက်မြောက်ပိုင်းစကန်နဲ့စီချုံကဖေးဖုန်းစွန့်ပစ်စကန်တို့ဖြစ်ပါတယ်။စီချုံကအနောက်တောင်ပိုင်းစွန့်ပစ်စကန်ကဆယ်စုနှစ်ပေါင်းများစွာအသုံးပြုခဲ့တဲ့စစ်ဘက်ဆိုင်ရာစက်မှုအခြေစိုက်စကန်တစ်ခုပေါ်မှာတည်ဆောက်ထားတာပါ။ CNNC 434စက်ရုံလိုပဲသူ့ရဲ့တီနီယာကိုအလွန်လျှို့ဝှက်ထားတာကြောင့်အဲ့ဒီချိန်ကပြည်သူတွေရဲ့ကန့်ကွက်မှုကိုရှောင်လွှဲနိုင်ခဲ့ပါတယ်။ဒါပေမဲ့စီချုံပြည်နယ်ကတော့သူ့ပြည်နယ်တွေကထွက်တဲ့နျူကလ িয়ার စွန့်ပစ်ပစ္စည်းတွေကိုပဲလက်ခံဖို့သဘောတူခဲ့တယ်လို့သိရပါတယ်။လက်ရှိမှာတော့အနှိမ့်နဲ့အလဲလက်အဆင့်နျူကလ িয়ার စွန့်ပစ်ပစ္စည်းတွေကိုတကယ်လက်ခံနေတာကဂွမ်တောင်ကပိုင်လုံနဲ့အနောက်တောင်ပိုင်းစွန့်ပစ်စကန်တွေပဲရှိပါတယ်။အဲဒီစကန်တစ်ခုလုံးကလည်းသူတို့ပြည်နယ်တွေကထွက်တဲ့စွန့်ပစ်ပစ္စည်းတွေကိုပဲလက်ခံတာလို့ဆိုပါတယ်။ဒါဆိုရင်ကျဲကျန့်ကျန်းစုဖူကျန့်ဟိုင်နန်ကွမ်ရှီနဲ့လျောင်နှင်းပြည်နယ်တွေမှာလည်ပတ်နေတဲ့နျူကလ িয়ার ဓာတ်အားပေးစက်ရုံတွေကထွက်တဲ့စွန့်ပစ်ပစ္စည်းတွေကဘယ်ကိုရောက်သွားလဲ။ရရှိထားတဲ့ချက်လက်တွေရတချို့နျူကလ িয়ার ဓာတ်အားပေးစက်ရုံတွေကလဲပတ်တာမကြသေးတာကြောင့်သူတို့ရဲ့စက်ရုံဝင်းအတွင်းမှာပဲရှိတဲ့တိုးလောင်ရုံတွေမှာပဲထိန်းထားနိုင်ပါသေးတယ်။ဒါပေမဲ့နှစ်ပေါင်း30ကျော်လဲပတ်ခဲ့တဲ့ချင်းရှန်နျူကလ িয়ার ဓာတ်အားပေးစက်ရုံမှာတော့တိုးလောင်နိုင်စွမ်းကအတော်လေးအကျက်တဲဆိုင်နေပါပြီ။2015ခုနှစ်လောက်ကတည်းကဒီစက်ရုံရဲ့အနေအစားနဲ့အလဲလက်အဆင့်အဆိုင်ခဲစွန့်ပစ်ပစ္စည်းတိုးလောင်ရုံကပြေးရှံနေပြီလို့သတင်းတွေကဆိုပါတယ်။ဒါပေမဲ့အရှေ့တရုတ်ဒေသမှာတိစောက်ဖို့စီစဉ်ထားတဲ့စွန့်ပစ်ပစ္စည်းမြုပ်နှံမဲ့နေရာကတော့အခုထိအတိမပြုတ်နိုင်သေးပါဘူး။အဲဒီစားချင်းရှန်စက်ရုံမှာစွန့်ပစ်လောင်စာတွေကိုခိတ္တတိုးလောင်ထားနိုင်ဖို့အခြေခံတိုးလောင်ရုံတွေစောက်ပြီးအချိန်ဆွဲထားရတယ်လို့သိရပါတယ်။အနေစားနဲ့အလဲလက်ဆင့်စွန့်ပစ်ပစ္စည်းတွေနဲ့ရှင်ရင်ရေဒီယိုတတိကျမှုမြင့်မားတဲ့စွန့်ပစ်ပစ္စည်းတွေကနှစ်ပေါင်း1သန်းအထိအန်တရယ်ရှိနိုင်တာပါ။စွန့်ပစ်လောင်စာတွေကိုအဖူရှင်ရော်သွားအောင်နျူကလ িয়ার စက်ရုံတွေကရေကန်တွေထဲမှာ10နှစ်ကနေအနည်း20အထိအရင်သိမ်းထားရပါတယ်။အဲဒီနောက်မှပြန်လည်ပြုပြင်တဲ့စက်ရုံတွေကိုပို့ဆောင်ပြီးခဲအောင်လုပ်ရင်းမြေအောက်ထဲမှာနောက်ဆုံးအဆင့်မြုပ်နှံရတာမျိုးပါ။တရုတ်နိုင်ငံရဲ့အစောဆုံးနျူကလ িয়ার စက်ရုံအများစုက1990ပြည့်လွန်နှစ်တွေမှာစတင်ခဲ့တာဖြစ်ပြီးအဆင့်မြင့်စွန့်ပစ်ပစ္စည်းအများစုကိုစက်ရုံတွေကရေကန်တွေထဲမှာပဲတင်ထားပါသေးတယ်။တီအိုရီအရတော့အခုချိန်မှာမြုပ်နှံမှုနေရအရေးတကြီးမလိုသေးဘူးလို့ထင်ရပေမဲ့လက်တွေမှာတော့စက်ရုံတော်တော်များများကရေကန်တွေကပြည့်လို့နေပါဖြစ်နေပါပြီ။ဒါဘေးစက်ရုံမှာဆိုရင်စွန့်ပစ်လောင်စာတွေတိမ့်တဲ့ရေကန်ကပြည့်နေပါပြီ။2013ခုနှစ်ဇွန်လကတည်းကဒါဘေးကစွန့်ပစ်ပစ္စည်းတွေကိုလင်ကိုနျူကလ িয়ার စက်ရုံစီကိုပြောင်းရွှေ့ပြီးတော့ကင်တွယ်ခဲ့ရပါတယ်။နောက်ထပ်တက်တန်းရဲ့နျူကလ িয়ার အခြေစိုက်စကန်ကြီးတစ်ခုဖြစ်တဲ့ TNN စက်ရုံကလည်းအလားတူစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရတာပါ။ဒီစွန့်ပစ်ပစ္စည်းပြန်လည်ပြုပြင်တဲ့စက်ရုံတွေနဲ့မြုပ်နှံမဲ့နေရာတွေတိစောက်ဖို့ကတရုတ်ရဲ့နျူကလ িয়ার လုပ်ငန်းမှာအခက်အခဲဆုံးပြဿနာတစ်ခုဖြစ်နေပါတယ်။ဒါရင်ပဲလို့ဆိုတော့မဟုတ်သေးပါဘူး။နောက်ထပ်စိုးရိမ်စရာတွေရှိနေပါသေးတယ်။2023အောက်တိုဘာလမှာဂျပန်နိုင်ငံရဲ့ဖူကူရှီမာစက်ရုံကနျူကလ িয়ার စွန့်ပစ်ရေးတွေကိုပင်လယ်ထဲစွန့်ထုတ်ဖို့လုပ်ခဲ့ပါတယ်။တရုတ်ဆိုရမီဒီယာတွေကပြင်းပြင်းထန်ထန်ဝေဖန်ခဲ့တယ်လို့ပြည်သူတွေကြားမှာလည်းစိုးရိမ်မှုတွေမြင့်တက်ခဲ့ကြပါတယ်။ဒိုင်ကာကောင်တာလို့ခေါ်တဲ့ဓာတ်ရောင်ကြီးတိုင်းဆက်တွေရောင်းအားကချက်ချင်းဆိုသလို200%ကျော်တက်သွားခဲ့ပါတယ်။
ဒီဆက်တွေကိုဝယ်ပြီးတဲ့နောက်လူတွေကဂျပန်ကသွင်းတဲ့အစားအသောက်အလှအကုန်နဲ့တခြားပစ္စည်းတွေကိုအကုန်လိုက်တိုင်းကြပါတော့တယ်။ CCTV သတင်းတောက်တယောက်တောင်ဖူကူရှီမာထိကိုသွားပြီးဓာတ်ရောင်ကြီးပမာဏကိုတိုင်းခဲ့ပါသေးတယ်။ရလကတော့ဖူကူရှီမာကဆွန့်ထုတ်ရည်တွေကဘေးကင်းတဲ့အတိုင်းအတာအတွင်းမှာပဲရှိနေတာပါ။အပြည်ပြည်ဆိုင်ရာအမှုမြူစွမ်းရည်အေဂျင်စီကလည်းဒါဟာဘေးကင်းတယ်လို့အချက်လက်တွေထုတ်ပြန်ခဲ့ပါသည်။ဂျပန်ပစ္စည်းတွေကိုတိုင်းထားတဲ့တရုတ်ပြည်သူတွေကလည်းပုံမှန်ပဲဆိုတာတွေ့ခဲ့ရလို့စိုးရိမ်စိတ်လျော့သွားခဲ့ပါသည်။ဒါပေမဲ့ဝယ်ထားတဲ့ဆက်တွေကိုနှမျောတာနဲ့တခြားနေရာတွေကိုလိုက်တိုင်းချိတဲ့အခါမှာတော့မမျော်လင့်ထားတာတွေတွေ့လာခဲ့ရပါသည်။တရုတ်ပြည်မကြီးကအသုံးပြုသူတော်တော်များများကသူတို့ရဲ့အိမ်ထဲကဓာတ်ရောင်ကြီးတိုင်းတာမှုတွေကဖူကူရှီမာကထက်ပိုမြင့်နေတာကိုတွေ့လာရတာပါ။အိမ်ကကြွေပြားတွေဆောက်လုပ်ရေးပစ္စည်းတွေနဲ့ကျန်းပြင်တွေမှာတော့ဓာတ်ရောင်ကြီးပမာဏမြင့်တက်နေတာပါ။အွန်လိုင်းမှာဒီအကြောင်းတွေပြန့်နှံ့သွားပြီးဂျပန်ကညဉ့်ညမ်းရေမှာ3.2လောက်ပဲရှိပြီးတိုကျိုမှာ3.19လောက်ပဲရှိချိန်မှာသူတို့ရဲ့အိမ်တွေထဲမှာ3.3ကျော်ထိရှိနေတာကဂျပန်ထက်10ဆကျော်များနေတာကိုတွေ့လာရပါတယ်။ပိုပြီးတော့ထိတ်လန့်မှုကောင်းတာကတော့တရုတ်ဘဝဝင်ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့ချက်လက်တွေအရတရုတ်မြို့တော်တော်များများရဲ့ဓာတ်ရောင်ကြီးပမာဏကဖူကူရှီမာထက်များနေတာပါ။အမြင့်ဆုံးကတော့တိဘက်မှာဖြစ်ပြီးနောက်မှာတော့ဂျူဟိုင်မြို့ကလိုက်နေပါပြီ။ဂျူဟိုင်ဆိုတာစက်မှုလုပ်ငန်းနေတဲ့ပန်းချံမြို့တော်လေးပါ။ဒီလိုနေရာတွေမှာဘာလို့ဓာတ်ရောင်ကြီးများနေရတာလဲဆိုတာမေးခွန်းထုတ်စရာဖြစ်လာခဲ့ပါပြီ။ပညာရှင်တွေကတော့တိဘက်ကအမြင့်ပိုင်းမှာရှိလို့လေတူပါလွာပြီးခရမ်းလွန်ရောင်ကြီးများလို့ဖြစ်တယ်။ဂျူဟိုင်ကတော့မြေကြီးထဲမှာယူရေနီယံနဲ့တိုရီယန်လိုတဘာဝဓာတ်ရောင်ကြီး dressing တွေပါတဲ့ကြောက်တွေရှိလို့ပါလို့ရှင်းပြကြပါရီ။ဒါပေမဲ့လူတိုင်းကတော့ဒါကိုလက်မခံကြပါဘူး။တိဘက်ထံမြင့်နဲ့ဟီမဝင်နာတို့အိန္ဒိယကနေရာတွေမှာဘာလို့အဲ့လောက်မများတာလဲလို့မေးခွန်းပြန်ထုတ်ကြသလိုအဲ့ဒီအချိန်မှာပဲလွန်ခဲ့တဲ့နှစ်ပေါင်း40ကသတင်းဟောင်းနှစ်ခုပြန်ထွက်လာခဲ့ပါရီ။1984ဖေဖော်ဝါရီလ10ရက်နေ့မှာနယူးယောက်တိုင်းကဂျာမနီကုမ္ပဏီတစ်ခုနဲ့တရုတ်ဆိုရကြားနျူကလ িয়ার ဆွန့်ပစ်ပစ္စည်းတိုးလောင်းမှုသဘောတူညီချက်ရခဲ့တယ်လို့သတင်းဖော်ပြခဲ့ပါရီ။အဲဒီတော့က Nuclear Energy လို့ခေါ်တဲ့ကုမ္ပဏီကတရုတ်ရဲ့ဝေးလံခေါင်တရဲ့ဒေတာတွေမှာစွန့်ပစ်ပစ္စည်းမြှုပ်နှံမှုအတွက်တရုတ်ဆိုရကိုဒေါ်လာ9.45 ဘီလီယံပေးမယ်လို့ဆိုပါရီ။တစ်ချိန်တည်းမှာပဲတရုတ်ကတခြားဥရောပနိုင်ငံတွေစီကလည်းပတ်စံယူပြီးစွန့်ပစ်ပစ္စည်းတွေလက်ခံမှုကမ်းလှမ်းခဲ့ပါသေးတယ်။တရုတ်ကတခြားနိုင်ငံတွေထက်ဈေးအနည်းဆုံးနဲ့လေလံဆွဲပြီးဒီအလုပ်ကိုယူခဲ့တာပါ။အဲ့ဒီချိန်ကတရုတ်မှာနျူကလ িয়ার စက်ရုံတော့မရှိသေးပဲဒါတွေကိုဘယ်လိုကင်တွယ်မလဲဆိုတာကဘာကအံ့ဩခဲ့ကြပါရီ။ဒီစွန့်ပစ်ပစ္စည်းတွေကနှစ်ပေါင်း9000ထိအန်ဒရယ်ရှိနိုင်ပြီးကင်ဆာနဲ့သွေးကင်ဆာလိုရောဂါတွေဖြစ်စေနိုင်တယ်လို့မျိုးရိုးဗီဇကိုပါထိခိုက်စေနိုင်တာပါ။တရင်တွေအရဂျာမနီကလာတဲ့စွန့်ပစ်ပစ္စည်းတွေကိုတန့်စင်တဲ့မြေလို့တင်စားကြတဲ့ချင်းဟိုင်းတိဘက်ကုန်းမြေမြင့်မှာမြုပ်နှံခဲ့တယ်လို့ဆိုကြပါရီ။ဒါဟာတရုတ်နိုင်ငံကိုနှစ်ပေါင်း9000ကျော်အောင်အန်ဒရယ်တွန်းပို့လိုက်တာပဲလို့ဝေဖန်ကြသလိုနောက်ပိုင်းမှာဝါရှင်တန်ပို့စ်ကလည်းကုမ္ပဏီ3ခုပါဝင်နေဆိုတဲ့အချက်လက်အသေးစိတ်နဲ့သတင်းထပ်ဖော်ပြခဲ့ပါရီ။အဲဒီစာချုပ်ရ16နှစ်အတွင်းနျူကလ িয়ার စွန့်ပစ်ပစ္စည်းတန်ချိန်4000ကိုတရုတ်စီပို့ဆောင်မှုဖြစ်ပြီးဒေါ်လာ9ဘီလီယံကျော်ရရှိခဲ့တာဖြစ်ပါရီ။အဲဒီချိန်တုန်းကတရုတ်ရဲ့တစ်နှစ်တာပို့ကုန်ပမာဏကယန်120ဘီလီယံလောက်ရှိခဲ့ပြီး1984ခုနှစ်ငွေလဲနှုန်းအရဆိုရင်အမေရိကန်ဒေါ်လာ40ဘီလီယံလောက်ရှိခဲ့တာပါ။ဆိုလိုတာကနျူကလ িয়ার စွန့်ပစ်ပစ္စည်းတွေကိုစွန့်ပစ်ပေးဖို့အတွက်ရရှိခဲ့တဲ့ဒေါ်လာ6ဘီလီယံနီးပါးကအဲဒီခေတ်ကာလမှာအလွန်များပြားတဲ့ပမာဏဖြစ်ခဲ့ပါသည်။ဒီစွန့်ပစ်ပစ္စည်းတွေကိုမြှုပ်နှံခဲ့တဲ့နေရာကတော့တရုတ်နိုင်ငံအနောက်မြောက်ဘက်မှာရှိတဲ့ဝေးလံခေါင်တီလာတဲ့ဂိုဘီတဲကနိုင်ရာထဲမှာလို့သိရပါသည်။ဒီကြတဲ့ဒီနေရာကိုတော့ရှင်းရှင်းလင်းလင်းမဖော်ပြထားပဲတဲကနိုင်ရာထဲမှာဆိုတာလောက်ပဲရေဘူးရပြောခဲ့တာပါ။အစောပိုင်းသတင်းတွေအရတရုတ်နိုင်ငံရဲ့ပထမဆုံးတရားဝင်စွန့်ပစ်ပစ္စည်းတိုးလောင်ရုံဖြစ်တဲ့ဒါဘေးအနီးကဘုံတိုးလောင်ရုံက2000ပြည့်နှစ်ကျောင်းမှာသာ PCB စတင်လက်ပတ်နိုင်ခဲ့တာဖြစ်ပါသည်။ဒါကြောင့်တရုတ်နိုင်ငံကနိုင်ငံခြားကစွန့်ပစ်ပစ္စည်းတွေကိုလက်ခံခဲ့တယ်လို့ယူဆရတဲ့အချိန်မှာနိုင်ငံတကာအသိအမှတ်ပြုရေရှည်နျူကလ িয়ার စွန့်ပစ်ပစ္စည်းတိုးလောင်ရုံမျိုးသူတို့စီမှာမရှိသေးတာသိတာနေပါသည်။1988ခုနှစ်မှာတော့ဂျိုလီလို့ခေါ်တဲ့ပြည်ထောင်မျိုးသမီးတစ်ယောက်ကတိဘက်ကိုတွားရောက်ခဲ့ပါသည်။သူမကအရင်က BBC မှာသတင်းတောက်နဲ့ထုတ်လွှင့်သူဖြစ်လောက်ကန်ခဲ့ဘူးသူပါ။နျူကလ িয়ার စွန့်ပစ်ပစ္စည်းတွေနဲ့ပတ်သက်တဲ့ကောလာဟလတွေကိုကြားပြီးနောက်မှာသူမကိုယ်တိုင်စုံစမ်းမှုတွားခဲ့တာဖြစ်ပါသည်။သူမကအရင်ဆုံးတိဘက်ကုန်းမြင့်ရဲ့အရှေ့မြောက်ဘက်မှာရှိတဲ့ကျေပြောလာတဲ့မြက်ခင်းပြင်တွေနဲ့ဒေါတောင်ထူထပ်တဲ့ M2 ဒေသကိုရောက်သွားခဲ့ပါသည်။အဲဒီမှာဒေသခံတွေကိုတွေးဆုံမေးမြန်းခဲ့ပြီးဒေသခံတချို့ကအရင်တော့ကတေးနှံတွေကောင်းကောင်းထွက်ပြီးတရိတ်ဆန်တွေလည်းကြားမှာခဲ့ပေမဲ့မကြသေးမီနှစ်တွေအတွင်းမှာတရိတ်ဆန်တွေအဆုလိုက်ပြောင်းလိုက်တေးဆုံးတာတွေများလာခဲ့တယ်လို့မွေးလာတဲ့အကောင်လေးတွေကလည်းအသေးမွေးတာဒါမှမဟုတ်ပုံစံမမှန်မဲမွေးလာတာတွေရှိနေတယ်လို့ပြောပြကြပါသည်။နောက်ပိုင်းမှာသူမကမြေပုံပေါ်မှာတော့မပါတဲ့ M2 မြောက်ဘက်ကလုံနေအခြေချရာနေရာတစ်ခုကိုရောက်သွားခဲ့ပါသည်။အဲဒီမှာဒေသခံတိဘက်မိသားစုတစ်ခုနဲ့အတူနေထိုင်ခဲ့ပါသည်။အဲဒီလူမှုအတိုင်းဝိုင်းမှာလူဦးရေ100ကျော်ရှိပေမဲ့နေအနေငယ်အတွင်းမှာတင်လူ30နီးပါးကအကြောင်းရင်းမရေမရာပဲတည်ဆုံခဲ့ကြပါသည်။ကိုဝင်ပြကြတာနဲ့ကလေးအသေးမွေးတာတွေကလည်းအတော်လေးများခဲ့တယ်လို့သိရပြီးသူ့ကိုအခန့်ကျွေးမွေးတဲ့အင်ရှင်မျိုးသမီးဆာရန်ဒိုမာဟာအဲ့ဒီအချိန်မှာအသက်30ရှိနေပါပြီ။သူမကကလေး3ယောက်မွေးခဲ့ပေမဲ့အားလုံးကအသေးမွေးခဲ့တာပါလို့ဂျိုလီကိုတိုးတိုးတိတ်တိတ်ပြောပြခဲ့ပါသည်။ဒါဟာသူမရဲ့အမားကြောင့်လို့ပဲသူမကထင်နေပြီးအမြဲတမ်းဝမ်းနဲ့ပူဆွေးနေခဲ့တာပါ။ဂျိုလီကိုစိတ်နှောက်ယှက်ဖြစ်စေသောအချက်ကတော့အနီးနားကကန်တွေထဲမှာငါးတွေအဆုလိုက်ပြုံလိုက်သေဆုံးနေတာပါပဲ။
ဒေသခံတွေကငါးမစားတဲ့အတွက်ဒါကိုတိတ်ဂယုမဆိုင်ကြမိမယ်သူမကတော့ဒီကန်တွေဟာမြေအောက်ရေတွေနဲ့ဆက်ဆက်နေတယ်ဆိုတာကိုနားလည်ထားပါရီမြေအောက်ရေညဉ့်ညမ်းမှုတွေရှိနေနိုင်ပြီးဒါနျူကလ িয়ার ညဉ့်ညမ်းမှုပုံစံမျိုးဖြစ်နေတယ်လို့သူမကတန်တရားရှိနေတာပါဒါပေမဲ့ဂျူလီယာပတ်ဝန်းကျင်ဆိုင်ရာသိပ္ပံပညာရှင်တယောက်မဟုတ်တယ်လို့အဲဒီချိန်မှာဂိုင်းကကောင်တာလိုမျိုးတဲဆောင်ရလွယ်တဲ့ရေဒီယိုတတ်တွေ့ကြောင်းမှုတိုင်းတာတဲ့ကရိယာတွေလည်းမရှိသေးပါဘူးပြီးတော့ဒီဘက်ထဲကိုအထူးပြုကရိယာတွေယူသွားဖို့ဆိုတာကလေလုံခြုံရေးစစ်ဆေးမှုတွေကိုဖျက်ချော်နိုင်မှာမဟုတ်လို့မဖြစ်နိုင်ခဲ့ပါဘူးရလက်နေတဲ့သူမဟာဒီညဉ့်ညမ်းမှုရဲ့တိကျတဲ့အရင်းမြစ်ကိုဖော်ထုတ်နိုင်ခြင်းတော့မရှိခဲ့ပါဘူးဒီဖြစ်ပျက်တွေကြောင့်အကြီးကျယ်တော်လှန်သွားတဲ့ဂျူလီဟာ UK ကိုပြန်ရောက်တဲ့အခါတိဘက်ရေခဲကလာကားရဲ့နောက်ွယ်ဆိုတဲ့စာအုပ်ကိုရေးသားခဲ့ပါသည်ဒီစာအုပ်ထွက်လာခဲ့ပေမဲ့ခိုင်လုံတဲ့အချက်လက်တွေအကန့်အသတ်နဲ့ပဲပါဝင်ခဲ့တယ်လို့ပညာရှင်အများစုကိုလည်းယုံကြည်အောင်တော့မစွမ်းဆောင်နိုင်ခဲ့ပါဘူးတရုတ်ဆိုရရဲ့နိုင်ငံတကာမီဒီယာတွေပေါ်ဖိအားပေးမှုတွေနဲ့ဩဇာလွှမ်းမိုးမှုတွေကြောင့်လေဒီကိစ္စကလူစိတ်ဝင်စားမှုသိမ်းမရခဲ့ပါဘူးလေလာသူချို့ကတော့ဂျပန်ရဲ့နျူကလ িয়ার အငင်းပွားမှုတွေဖြစ်ပြီးနောက်မှာရလကဂျပန်ရဲ့ဂုဏ်သိက္ခာကိုမျှော်လင့်တယ်လို့ထိခိုက်မသွားပဲတရုတ်နိုင်ငံရဲ့အတွင်းပိုင်းကပိုပြီးနက်ရှိုင်းနဲ့စိုးရိမ်စရာကိစ္စတွေကိုမထင်မှတ်ပဲဖော်ထုတ်ပြသလိုက်တယ်လို့ဖြစ်သွားတယ်လို့ဆိုနေကြပါသည်အခုတော့ဒီဘက်ဒေသအပြင်ဂျူဟိုင်းဒေသမှာလေရေဒီယိုတတ်တိကျွမ်းမှုမြင်မာနေတာတွေတွေ့ရပြီးဒါဟာ2021ခုနှစ်ကတိုင်ရှမ်းဖြစ်ပျက်တဲ့ဆက်ဆက်မှုရှိနိုင်တယ်လို့လည်းဖော်ပြနေကြပါသည်ဒီတော့တင်တို့ရောတရုတ်ဆိုရရဲ့နျူကလ িয়ার စက်ရုံတွေနောက်ွယ်ကဒီဖြည့်ရှင်းရခဲ့တဲ့ပြဿနာပေါ်ဘယ်လိုများထင်မြင်ယူဆမိလဲဆိုတာcomment မှာပြောပြပေးသွားခဲ့ကြပါဦးအစောင်းนี้ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရခင်ဗျာ